နေ့ကတော့ဟိုမှာပေါ့နော်ကျွန်တော်ညီလေးနဲ့ဟိုထိုးတာဆောမှာပေါ့နော်ဒီလိုလေးပေါ့ငါထိုးပြမယ်ကိုင်းတော့ဒီလိုမိုးလေးပေါ့နော်ဒီမှာပေါ့အဲ့လိုလေးထိုးလိုက်ရရှင်ဒီငါလေးကိုထိုးလိုက်အဲ့လိုမိုးဆောရတာပေါ့ဒီလိုမိုးလေးပါကျွန်တော်ထိုးပြမယ်အပေါက်ရှိတယ်ပြလာဟိုမှာပြလိုက်โอเคအဲ့လိုမိုးဆောရမှာပါကျွန်တော်တို့ခုစားပါမယ်Ready to ကျွန်တော်ရင်ထိုးပါမယ်အဲ့ဒါတောက်တယ်တောက်ကြရအောင်ပါဟုတ်ပြီတောက်ကြရအောင်နေအောင်ရရအောင်ပါအဆုံးထိုးနေအောင်အဲ့လိုဝင်နေအောင်ထိုးပါဘောနော်ဘာလို့လဲငါဆောက်ခွက်လာမှာဟိုဘက်မှာထိုးဟိုဘက်လည်းထိုးโอเคဘောနော်သူ့လဲပေးပါပြီကျွန်တော်လဲလေးပါမမကြီးတွေတွေ့သွားပြီဘယ်နဲ့ပေါက်ထုံးလဲဆိုတာဒီမှာကျွန်တော်ထိုးလိုက်တဲ့ဟာလေးပါဘာနော်ကျွန်တော်ထိုးလိုက်တဲ့ဟာလေးလောက်ထိုးဟာကျွန်တော်သိရဆိုရင်တော့မလဲပေါက်ထွက်မဲ့ဟာခဏလေးပေါက်ထွက်မှာဟာဒါပေါ့နော်ဒါလေးကိုပဲကျွန်တော်ထိုးကြည့်မယ်နော်ဒါပဲထိုးလိုက်တော့တော်မပြရအောင်မရှိတော့ရရအောင်ဒီပါနောက်ကျန်သေးရဲ့အပြာရောင်နေရရအောင်ကုန်သွားပြီကုန်ရရောပါဘောနော်နောက်ဆုံးဒါလေးထိုးလိုက်မကားရမ်းနဲ့လေဟိုမှာကြည့်နေကျွန်တော်ရှုံးမသေးကြပါတယ်လို့one more minute 3 minutes 3 seconds 1 2 3